ထိုင်းနိုင်ငံမှာတရားဝင်အလုပ်လုပ်ခွင့် work permit ရှိရင်တော့နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့အလုပ်အကိုင်နယ်ပယ်10မျိုးရှိတယ်ဆိုတာကိုထိုင်းအလုပ်ရှင်နဲ့အလုပ်သမားတွေတတိချက်နိုင်ဖို့အာဏာပိုင်တွေကတတိပေးထားတယ်လို့ထိုင်းသတင်းဌာန The Nation ကရေးသားဖော်ပြပါတယ်။ထိုင်းနိုင်ငံကိုတရားဝင်ဝင်ရောက်ပြီးနိုင်ငံကူးလက်မှတ်နဲ့အလုပ်လုပ်ခွင့် work permit ရှိနေရင်တော့ဘယ်အလုပ်မဆိုလုပ်လို့ရတယ်ဆိုပြီးမှားယွင်းထင်မြင်နေကြတာကြောင့်အာဏာပိုင်တွေဘက်ကတတိချက်ဖို့ပြောလာတာလို့လည်းဆိုပါတယ်။ထိုင်းနိုင်ငံရဲ့ဥပဒေအရထိုင်းနိုင်ငံသားတွေသာလုပ်ခွင့်ရှိတဲ့အလုပ်တွေကိုတီးတန့်သတ်မှတ်ထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျ။အခုချက်တတိပေးလိုက်တဲ့လုပ်ငန်းနယ်ပယ်10ခုမှာလမ်းပေါ်မှာဈေးရောင်းခြင်းပွဲစားလုပ်ငန်းလုပ်ခြင်းလက်သေးအပါဝင်အလှပြင်လုပ်ငန်းအနှိတ်ခမ်းရင်မောင်းခီးသွွားလက်ညွန်တရားရေးဝန်ဆောင်မှုလက်နဲ့ရက်တဲ့အဝတ်အထည်လုပ်ငန်းလက်မှုပညာလုပ်ငန်းနဲ့လုံခြုံရေးအလုပ်အစရှိတာတွေဖြစ်ပါတယ်နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့လုပ်ငန်းလုပ်ကိုင်သူတွေလက်ရှိအလုပ်နဲ့အလုပ်ရှင်မတူတာတွေကိုထိုင်းအစိုးရကစက်တိုက်ဖမ်းဆီးတာတွေရှိနေပါတယ်နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့အလုပ်တွေကိုလုပ်ရင်တန်ငွေဘတ်9000ကနေဘတ်9000အထိချမှတ်တာနောက်ထပ်နှစ်အတွင်းအလုပ်လုပ်ခွင့်ပိတ်သိမ်းတာပြည်နှင်ဒဏ်ပေးတာတွေပါဝင်တယ်လို့အလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်ခင်ဗျာ